မင်းမဘာဖြစ်တာလဲအဆင်ပြေလား နည်းနည်းလေးမိုက်ကနေမုန်းသွားလို့ပါယောက်ျားရဲ့ အခုတလုံးငါမင်းမကြည့်ရတာပိုအားနေနေတယ်လို့ပဲနော်ဒီတစ်ခေါက်ဆေးကန်းပြန်ရင်တာဖွားဆရာမအဲအကြောင်းတေချာပြောပြမှဖြစ်မယ်ဆေးကန်းဒီနေ့ရက်ချိန်မလား ဟုတ်တယ် အော်အဲ့ဆိုပြီးမှသွားကြတာပေါ့ခဏနားလအောင်ဒါတွေယောက်ျားလုပ်ပါမယ်ဆိုမင်းမလည်းကွာလာလာမလေး လာမတနာ ဟုတ်ကဲ့ဆရာမ ကဲထိုင်အောင်နော် ဆက် နေရောကောင်းရဲ့လားကြည့်ရတာအားနေနေတယ်လို့ပဲနော် အဲ့ဒါပြောမလို့ပဲဆရာမကြီးကျွန်တော်မိမလေးအခုတလုံးမောပြီးနှုံးချီချီဖြစ်နေတာအဲ့ဒါဘာဖြစ်တာလဲမသိဘူးပြီးတော့မူးမူးနေတယ်လည်းပြောတယ်ဆရာမ မတနာဒီရဲ့ဘိုင်းမှာလေအစားတောက်ပြတ်တာရရှိလား ဒီကပိုင်းအစားသိမ့်မဝင်အောင်ဆရာမ အစားရှောင်တာရောရှိလား စားတော့မရှောင်အောင်ဆရာမ ကိုဝင်ဆောင်ကာလမှာအစားရှောင်တာမလုပ်အောင်နော်မူးမူးနေတာဆိုတော့ဘယ်နည်းလောက်ရှိပြီလဲ 3ရက်4ရက်လောက်ရှိပြီဆရာမ ဟုတ်လားအဲ့ဒါဆိုရင်ကျမရေးစစ်စစ်မှုလေးလုပ်အောင်မယ်နော် ဟုတ်ကဲ့ဆရာ သွားမယ်နော် နည်းနည်းတော့တရားနည်းနေတယ်မတနာကြီးဒါပေမဲ့စိတ်မပူနဲ့နော် ဟုတ်ကဲ့ ဒါတွေကကိုယ်ဆောင်ကာလမှာဖြစ်တတ်တယ်တန်တက်ချို့တဲ့ရင်လေကိုယ်ခန္ဓာထဲမှာအောက်ဆီဂျင်တည်ဖို့ခက်ခဲပြီးတော့မောပန်းနှုတ်ရှိလွယ်မယ်ပြီးလို့ရှိရင်မတနာကလေးမွေးဖွားတဲ့ခါမှာလည်းမွေးပြီးတော့သွေးသွန်တာတွေဖြစ်နိုင်တယ်မွေးလာတဲ့ကလေးတွေကလည်းကိုယ်လေးရှင်မပြေတာတွေလမ်းမစေ့တာတွေဖြစ်နိုင်တယ်နော်အဲ့ဒါကြောင့်မလို့မေအေရောကလေးပါအသက်အန္တရာယ်ရှိနိုင်တယ်တန်တက်ကျယ်ဝါတဲ့အသားနဲ့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုပုံမှန်စားပေးရမယ်နော် ဟုတ်ကဲ့ဆရာမ အဲ့ဒါအပြင်တန်တက်နဲ့ folic acid ပါတဲ့အားဆေးတွေကိုဆီယမတို့လိုကျန်းမာရေးဝန်ထမ်းတွေမှားထားတဲ့အတိုင်းပုံမှန်တောက်ပေးရမယ်နော် ဘာစိတ်ချပါဆရာမဟုတ် ဒီမိခင်တွေကလေးကျန်းမာရေးမှတ်တမ်းစာအုပ်မှာလေကိုဝင်ဆောင်မိခင်တွေသိဖို့လိုအပ်တဲ့ကျန်းမာရေးအချက်လက်တွေအများကြီးပါတယ်နော်တင်ရောက်ရင်တခြားဖတ်ဦးနော် ဟုတ်ကဲ့ပါဆရာမကျေးဇူးပဲနော်ဆရာမဟုတ်ကဲ့ရှင် ဆရာမမှာထားတဲ့အတိုင်းအစားအောင်လည်းတေချာစားဆေးတွေအားလုံးလည်းတေချာတောင်းရမယ်နော်မိမ ဘာ မွေးဖွားဖို့အတွက်လည်းဘာမှစိတ်မပူနဲ့ကိုတို့တက်ဦးလေးကိုဆေးရုံဒါမှမဟုတ်ရင်ကျန်းမာရေးဌာနမှာမွေးဖို့တေချာစီစဉ်ထားတယ် ဒီမှာယောက်ျားရဲ့ယောက်ျားရဲ့ဒီနေ့ဘာစားမလဲမိမဘာချက်ကြွေးရမလဲ ဩမိမလည်းယောက်ျားအရေးမကြီးပါဘူးငါမိမနဲ့ဟောဒီဘိုက်ထဲကကလေးလေးကအရေးကြီးတာ ကျန်းမာဖို့အာဟာရပြည့်ဝစုံလင်ဖို့ဈေးကြီးရာတွေစားမှအာဟာရပြည့်မှာမဟုတ်ဘူးနော်ဈေးသက်သက်နဲ့လည်းအာဟာရပြည့်ဝအောင်စားလို့ရတယ်နော်စံကြုံပြောင်းအာလူတွေကတစ်မျိုးမျိုးရဲ့ဟင်းသီးဟင်းရွက်လေးတစ်မျိုးမျိုးရဲ့အနီရောင်အဝါရောင်ရှိတဲ့အသီးလေးတစ်ခုခုရဲ့အသားငါဥတစ်ခုခုဒါမှမဟုတ်နှုတ်ထွက်ပစ္စည်းတစ်ခုခုရဲ့ပဲဒါမှမဟုတ်
အစိအစံတစ်ခုခုရဲ့ဒီ၅မျိုးတော့ဆောင်အောင်စားပေးရမယ်နော် ယောက်ျားရဲ့အားလုံးလက်ဆောင်ဝယ်ပြီးသွားရင်ပြန်ကြတာပေါ့ အော်မိမစာပြေစားဖို့တခုဝယ်အောင်ပါလေမိမဘာစားကြလဲ ရပါတယ်ယောက်ျားရဲ့ဆရာမပြောထားသလိုကျမ်းမာရေးနဲ့ညီညွတ်ရင်ပြီးတာပဲစိတ်တာဝယ်အကုန်စားတယ် စင်ပြဝယ်လိုက်မယ်နော်ဟာမိမအမလီစံကိုဖြည်းဖြည်းဆေးပါဗျာအထက်ကဗီတာမင် B1 အာဟာရလေးပါသွားပါအောင်မယ်ဘယ်နဲ့ငါမိမအားရအရင်ရှိညာနေတွေ့ဟုတ်လား မဟုတ်ပါဘူးယောက်ျားရဲ့ဆရာမပြောထားတာမေ့သွားလို့ပါ ဖြည်းဖြည်းဆေး ကဲပါဟုတ်ကဲပါ ထဲ့စားလေမိမကလည်းအာဟာရဆောင်အောင်များများစားမှရမယ်ဟာအာဟာရဆောင်အောင်စားမှမိမကကလေးပါကျန်းမာမယ်တဲ့မိမကိုဝင်ဆောင်တဲ့အချိန်မှာရေဓာတ်ပို့လို့အပ်တယ်တဲ့ညရေလေးတောက်မတနာမျိုးသားရှိလားရှင် ဟောဆရာမကျွန်တော်ပါခင်ဗျ အော်ဟုတ်မတနာသမီးလေးမွေးတယ်ရှင်မေရောကလေးပါကျမတယ်ရှင် ဝမ်းသာလိုက်တာဆရာမရဲ့ဟိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ခေပါအဲ့ဒါဆိုရင်လေးဆရာမကလေးလေးကိုလေမိခင်လိုတိုက်ဖို့ခေါ်သားလိုက်တော့မယ်နော် ဟုတ်ဆရာမ ဟုတ်ကဲ့ပါ မေ့တီပူလားဟိတ်တော့လေ မိမကလေးအိတ်သွားပြီလား အိတ်တော့မကိုသမီးအိတ်တော့မ သမင်းစားရအောင်လို့လေဟမ် ဆရာမမှာထားတယ်ရောမှတ်မိရဲ့လား ဟာမှတ်မိတာပေါ့ဆရာမကလေးနှုတ်တိုက်နေတဲ့အချိန်မှာအစားရှောင်စရာမလိုနဲ့အစားအုပ်စုစောအောင်စားပေးရမယ်ပြီးတော့ပုံမှန်ထက်လည်းထမင်းနဲ့တေစာကို2ကြိမ်စီပို့စားပေးရမယ်တဲ့ယောက်ျားအားလုံးပြင်ထားပါပြီအမိမသာစားဖို့ပြင်တာ ဟုတ်ပါပြီတော်ကလေးသိပ်ပြီးလာခဲ့မယ် အေးရှင်လေး ဟုတ်တယ်တော်ဟုတ်တယ်မမေသမီးလေးဟုတ်တယ်နော်အိတ်မနော် ကဲမတနာကြီးကလေးလဲမွေးပြီးဆိုတော့ဒီအင်အားပြည့်ပြသားမင်းဆေးလေးကိုလေမတနာကလေးမွေးပြီးတစ်လအတွင်းတစ်ချိန်တောက်ရမယ်နော် ဟုတ်ကဲ့ပါ တခါလေးတောက်သွားလိုက်နော် ဟုတ်ကဲ့ဆရာမ
ဒီဗီတာမင် B1 30 မီလီဂရမ်ကိုကလေးလေးအသက်3လပြည့်သည့်အထိတစ်နေ့ကိုတစ်ကြိမ်ပုံမှန်တောက်ရမယ်နော် ဟုတ်ကဲ့ပါ ဒီဆေးတွေကလေမတနာပူကျန်းမာဖို့အတွက်တင်မဟုတ်ဘူးမိခင်တို့တစ်မျိုးတည်းကိုပဲမိခိုနေရတဲ့ကလေးလေးအတွက်လည်းတိတ်ကိုအရေးကြီးတဲ့နော်မတနာ ကျေးဇူးပါနော်ဆရာမ ကျွန်တော်တို့မိသားစုလို့မိခင်ရောကလေးပါကျမ်းမာပျော်ရွှင်တဲ့မိသားစုလေးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင် ကိုဝင်ဆောင်ဆောက်ရှောက်မှုအခြေအပြည့်အဝခံယူရမယ်ဆေးရုံဒါမှမဟုတ်ကျန်းမာရေးဌာနတွေမှာမွေးဖွားဖို့အရေးကြီးတယ်လို့ကိုဝင်ဆောင်ချိန်နဲ့မွေးဖွားပြီးမိခင်တို့တိုက်ကြွေးချိန်တွေမှာလည်းအာဟာရပြည့်ဝစုံလင်စွာစားတောက်ဖို့နဲ့ညွှန်ကြားရတဲ့ဆေးတွေပုံမှန်တောက်ဖို့မမေ့ကြနဲ့နော်